Hello guys, အားလုံးမင်္ဂလာပါကျွန်တော်နာမည်က J Quarter ပဲဖြစ်ပါတယ်။ဒီနေ့မှာဆိုတော့ပြန် Falcon မုတ်တော့ရဲ့ Egypt fruit ကိုဆော့အောင်ချက်ကုန်စားပြတောင်းအောင်ဖြစ်ပါတယ်ဟုတ်ပါတယ်။အဲ့ဒါ change server နဲ့ view လေးကိုစရအောင် Let's go အဲ့ဒါတော့ရဲ့ inventory ရကနေထုတ်လိုက်မယ်။ဒီမှာ Egypt fruit ဒီမှာရလုံးမယ် change server နဲ့စရအောင် Let's go ဤလိုက်ပြီနောက်မှတောင်ဝိုင်းပေါက်လိုက်ပါလားလို့ချက်ရှုပ်ပြပါမိုက်ချက်ဒီမှာ Egypt skin ဆိုပြီးပွင့်ပါတယ် scale effect ကဒီလိုလေး M1 နဲ့ပါရောဗျာဒီလိုကျွန်တော်ဒါလေးဖွင့်လိုက်မယ်လို့ဖွင့်လိုက်မယ် M1 နဲ့ပါတယ် M1 ကလည်းမိုက်ချက်ကြီးပါလားဟိုဟာနောက်ဆုံးကျမှပေါ့တကယ်အောက်ပုံမှာမဖန်သေးဘူးဗျာဘာဖြစ်လို့လဲဆိုတော့ဒါအမကlevel မဆောင်ဖမ်းနေလူရများနေရောလေအမရဲမဖမ်းနေပါဘူးဒီကောင်နဲ့နာမည်ပါမေးဒီကောင်နဲ့တက်အောင်နဲ့ဒီ130ပွင့်နေရောဗျာအမစေဖွင့်မှာလိုက်လာရောက်အသားမချမနေနဲ့ရော့အမရော့M1 နဲ့ဘာလို့ပြစ်မလဲတွေ့လား M1 နဲ့တော်မိုက်တယ် scale 1နဲ့တော်မိုက်တယ်ဒီမှာ level ဆောင်းတက်ပြီအများကြီးတက်တယ်ဘေးထိတက်မှာကျော်ရေ40ခုထိတက်တယ်150ထိဖမ်းမှာဆိုတော့ဘာလို့ရေဒါကျွန်တော်ကြော်လိုက်ပါမယ်150ပြန်အောင်မှတွေ့ကြပါမယ်ခင်ဗျာA few moments later ကြအားလုံးပဲခုဆိုရင်ကျွန်တော် mystery farm ပြီးတော့ကျွန်တော်ဒီ mystery 155ဖြစ်သွားပြီပေါ့ဗျာကြအားလုံးပဲဖရာအကုန်လုံးကျွန်တော် scale ဆန်းပြပါမယ်ဆောင်းဆုံးကျွန်တော်ဒီကောင်းနဲ့စရင်ပေါ့ဗျာဖရာကို M1 ဆန်းပြပါမယ် M1 ကိုဆန်းပြရမယ်ကြအားလုံးပဲဆန်းကြည့်ရ Let's go ဘောင်းအောင် M1 ကတော့တော်ဒါလေးလောက်လေးဖွင့်လိုက်မယ် M1 ကဒီလိုလေးပေါ့ဗျာဒီမျိုးပြစ်ချတာတော်မိုက်တယ်အဲ့လိုလေးပြစ်တာပြီးတော့ဒီဘားတန်းလေးပုံအောင်ရင်အဝါပြစ်လို့မရတော့ဘူးပေါ့ဗျာဟုတ်ပါတယ်ဘားတန်းကုံအောင်ရင်ဒီမှာပြစ်လို့မရတော့ဘူးပြီးအောင်ရင်ဒီဟာဒီမှာမိုက်တယ်ဒါ scale 1ကျွန်တော်ချက်ပြန်ပြ scale ကိုကျွန်တော်ပြန်ဆန်းပြမယ်ဒီလိုလေးဒီလိုလေးပြီးတော့ scale 2ကြတော့ဒီလိုလေးမိုက်တယ် scale 2တော့ကြိုက်တယ်တော့ဒါ scale 3ကြတော့ဒီလိုမိုက်ချက်ဒါကြတော့ scale 4ကြတော့ဒီလိုပြန်သွားဒီ fly ဆိုတော့နောက်ဆုံးစရတော့ပြန်လာပြီဖြစ်ပါတယ်ရိုးပြန်သွားလို့ရပါဘောနော်ကျွန်တော်တို့တိတ်ငက်ကြီးပြန်နေတာဖြစ်ပါတယ်အဲ့လိုမျိုးတိတ်ငက်ပြန်သွားကျွန်တော်မိုက်တယ်ကျွန်တော်အရင် Falcon ထက်ဒီ Egypt fruit ကိုပူကြိုက်တယ်ပေါ့ဗျာတခြားစီပဲဒီတရားစတော်ကောင်းနေရင်လည်းဆိုရှင်လို့အောင်မရအောင်ကျွန်တော်ပေး rating ပေးရမယ်ဆိုရင်တော့ကျွန်တော်ဒီ Egypt fruit ကို9လောက်ပေးရောဗျာဝိုင်း9လောက်ကျွန်တော်ပေးပါတယ်တော့ကြိုက်တယ်ထဲမှာတော်တော်ကြိုက်တယ်ထဲမှာဒီ fruit ကပါရောဗျာကြအားလုံးပဲဒီ Egypt fruit စားပြရည်လေးကတော့ဒီလောက်ပါပဲကြောက်ဖီလေးကိုကြက်နေတဲ့တဲ့ဆိုတော့ဖြင့် like လေးပေးတော့ဗျာကြောက် channel ကို subscribe လုပ်ဖို့လည်းမမေ့ကြပါနဲ့ subscribe ဘတ်နဲ့ပေးတာအကောင့်လေးကိုနှိပ်သွားဖို့လည်းမမေ့ကြပါနဲ့ကဲအားလုံးပဲ bye bye